လူလားမြောက်အောင်ကျွေးမွေးပြုစုစောင့်ရှောက်ခဲ့ပါတော့သားတို့သမီးတို့ရဲ့ခန္ဓာဝင်ရှင်အဖေနဲ့အမေအဖေနဲ့အမေရှိတဲ့တော့ကအဖေမြတ်တာအမေကျေးဇူးတွေအနေနီးလို့မတိရခဲ့ဘူးလေအနေဝင်းလေတော့အတောင်ကျုံငယ်ငယ်မျက်နှာငယ်နဲ့အဖေကိုတောင်းတအမေကိုလည်းမောင်းစလို့လွမ်းရပါပြီလေအဖေနဲ့အမေကိုနေတိုင်းလွမ်းနေတာလူလားမြောက်အောင်ကျွေးမွေးပြုစုစောင့်ရှောက်ခဲ့ပါတော့သားတို့သမီးတို့ရဲ့ခန္ဓာဝင်ရှင်အဖေနဲ့အမေအဖေနဲ့အမေရှိတဲ့တော့ကအဖေမြတ်တာအမေကျေးဇူးတွေအနေနီးလို့မတိရခဲ့ဘူးလေအနေဝင်းလေတော့အတောင်ကျုံငယ်ငယ်မျက်နှာငယ်နဲ့အဖေကိုတောင်းတအမေကိုလည်းမောင်းစလို့လွမ်းရပါပြီလေအဖေနဲ့အမေကိုနေတိုင်းလွမ်းနေတာငယ်ရွယ်စင်အခါနှုတ်နဲ့ငယ်သွေးငယ်ရွယ်စင်ကလေးဘဝမှာအမေရှင်ငွေပခတ်အတွင်းမှာသို့တောင်းခဲ့တဲ့နှုတ်ချိုတွေသို့ပြခဲ့တဲ့အညစ်ကြီးတွေရလာနှစ်တွေရေကားတွဲမရတွက်နိုင်ဘူးလေကျေးဇူးရှင်မိဘတိုင်းကကိုသားသမီးရဲ့အတွက်ဒုက္ခမျိုးစုံအခါခါကြုံမှာတော့လေအပြုံးနေတာရှင်းဆိုင်ဖြည့်ရှင်းပြီးတယ်သားတို့သမီးတို့ရဲ့ခန္ဓာဝင်ကျေးဇူးတော်ရှင်ကျေးဇူးရှင်မိဘနှစ်ပါးရဲ့ကြီးမားလာတဲ့မေတ္တာတရားကိုပြန်ရင်လားသားတွေသမီးတွေပြန်ရင်လိုက်ကြပါသားတွေသမီးတွေအခွင့်သားတို့မှာကျေးဇူးတရားမသိတော့ကြရဲ့အရှုံးကြီးရှုံးသွားရမည်အတုံးလဲမြတ်တာဆိုတာအပြန်အလှန်ယူကြရတယ်လို့နောက်တာဆိုတော့နောက်တာတရားတွေနောက်မပြရကြလေအောင်မိဘကိုယုတ်တဲ့အသက်ရှင်လို့မိဘကိုမပြမအပင်မသွားရစေအောင်ဝေးရကြုံနဲ့တော့သာသမီယတနာတွေဖြစ်အောင်ကြိုးစားလို့မိဘကျေးဇူးအထူးပင်ဆက်နိုင်တော့သာသမီတွေဖြစ်ကြပါစေမိဘကျေးဇူးမြတ်မောဥမကကြီးမားလာတဲ့အဖေနဲ့အမေရဲ့မေတ္တာတရားတွေပါကျွန်တော်တို့ကိုယ်ကွယ်နေတော့ဘောရမမြတ်ဗုဒ္ဓသခင်ပရိနိဗ္ဗာန်ဆံမဝင်ငယ်မှာလက်ရှိကိုယ်ကွယ်ထိုက်သူကတော့အဖေနဲ့အမေပါဒါကြောင့်ဘောရမမြတ်ဗုဒ္ဓပရိနိဗ္ဗာန်ဆံပြီးနောက်လက်ရှိကိုယ်ကွယ်ထိုက်သောအဖေနဲ့အမေရဲ့ကျေးဇူးတရားမေတ္တာတရားတွေကိုနားလည်သိတတ်နိုင်ကြပါလေကျွန်တော်တို့ကိုယ်ကွယ်နေတော့ဖယားရှင်သည်အိုးချက်သားတို့ငါဖယားကိုစွန့်တော်မကတ်ရင်နေပါအဖေနဲ့အမေကိုလှုပ်ကြွေးခြင်းသည်ငါဖယားကိုစွန့်တော်ကတ်တာနဲ့အတူတူပဲလို့ဒီလိုဆုံးမခဲ့တော်လဲယနေ့မျက်မှောက်ခေသားတွေသမီးတွေလိမ္မာဖို့အတွက်အဖေကျေးဇူးအမေကျေးဇူးတရားတွေနားလည်နိုင်ဖို့အတွက်ဒီရင်ဝမ်းသာရွာအောင်စောနိုင်ဒေသရှင်မောင်စွမ်းချစ်နေကေဘီဆရာတတ်ထောင်းမောင်တို့ကမိဘကျေးဇူးမြတ်မော်ဦးမကအင်မတန်မှကြီးမားလာသောမေတ္တာတရားမေတ္တာရှင်များရဲ့တည်တဲ့ဘုတ်ကိုရွေးထုတ်ပေးလိုက်ပါရစေခင်ဗျာ
ဘဝမှာအမေရှင်ဝင်ပခတ်အတွင်းငင်မှာစိုးတောင်းခဲ့တဲ့နှုတ်ချိုတွေစိုးပြခဲ့တဲ့အညစ်အကြေးတွေရလာနှစ်တွေရေကားတွဲမရည်တွက်နိုင်ဘူးလေကျေးဇူးရှင်မိဘတိုင်းကကို့သားသမီးရဲ့အတွက်ဒုက္ခမျိုးစုံအခါခါကြုံမှာတော့လေအပြုံးနေတာရစ်ဆိုင်ဖြစ်ရှင်ပေးတယ်သားတို့သမီးတို့ရဲ့ကံဝင်ကျေးဇူးတော်ရှင်ကျေးဇူးရှင်မိဘနှစ်ပါးရဲ့ကြီးမားလာတဲ့မေတ္တာတရားကိုပြန်ရရင်လားသားတွေသမီးတွေပြန်ရင်လိုက်ကြပါသားတွေသမီးတွေအခွင့်သားတို့မှာကျေးဇူးတရားမတိတမ်းကြရင်အရှုံးကြီးရှုံးသွားရမည်အတုံးလည်းမြတ်တာဆိုတာအပြန်အလှန်ပြုကြရတယ်လို့နောင်တဆိုတော့နောင်တတရားတွေမောင်မမရကြလေအောင်မိဘကိုယုံသေးအသက်ရှင်လို့မိဘကိုမပြေမအပေမသွားရလျောင်းဝေးရကျုံးနာတော့သာသမီယတနာတွေဖြစ်အောင်ကြိုးစားလို့မိဘကျေးဇူးအထူးပင်ဆက်နိုင်တော့သာသမီတွေဖြစ်ကြပါစေ